ဒီနေ့မွေးနေ့လက်ဆောင်ဒီနေ့ကမွေးနေ့ဖြစ်တဲ့အတွက်မွေးနေ့လက်ဆောင်ပေးထားတဲ့ပစ္စည်းလေးကိုဖောက်ကြည့်ကြပါမယ်ပထမဦးဆုံးဘလိုက်ပေါက်ကလေးပေါ့နော်အမှန်တကယ်တော့ပတ်ဘလိုက်ပေါက်ကဝယ်ထားဒီဘလိုက်ပေါက်တစ်ခုရဲ့ဒီခါကတော့ဒါတက်ဝယ်ထားအဖြစ်ထည့်ထားပါနော်ချစ်စားလေးဒါလေးအရင်ဖောက်မယ်နော်တိုးခြင်းနဲ့အရင်တော့ပူစားထားတာပေါ့နော်ကိုတော့ရသွားပါပြီမဟုတ်နော်မှန်လေးပဲဖြစ်ပါတယ်ဟဲ့တန်းပါပဲဟာကြည့်ရမယ်မျိုးလေးပေါ့နော်စကွရှိလေးမျိုးရတော်လေးကနူးညံ့ညာပန်းရောင်လေးပေါ့နော်ချစ်စရာနုတ်ဖက်ဥကညာပဲပန်းရောင်ဆိုတော့ပေ့လွယ်မှာတော့စိုးရပေါ့နော်ဆိုတော့ဘိုင်ပေါက်ကလေးရတော့ဒါလေးပဲဖြစ်ပါတယ်ပပန်ဘိုင်ပေါက်ကတွေဝယ်ထားပါတော့ဒါတို့ဟိုတစ်ခေါက်တော့မှပြန်ရောက်ထားလို့ဒါပြောရ4ဘူးလား5ဘူးလားပဲကျန်တော့ပါတယ်ဒါလေးကဆိုတော့ဗာလေးလိုချင်တဲ့ဆိုရှေ့ပါမယ်လိုချင်တဲ့ဟာလေးကတော့ဒီအနက်ကလေးလည်းလိုချင်တယ်ဒီပန်းလေးလည်းလိုရဒီဟာလေးလိုအကုန်လိုချင်တယ်ဒါမဲ့လေမကြိုက်တဲ့ဟာတော့ရှိရတယ်မပြောတော့မကြိုက်တဲ့ဟာပြောပောက်တဲ့ဆိုတော့နော်ပြောဒီ secret လေးလည်းလိုချင်ပါတယ် secret ကတော့180မှာလူ180မှာ1ယောက်လောက်ပဲပောက်နိုင်တဲ့ secret ပေါ့နော်ဆိုတော့ဖောက်လိုက်ကြရအောင်အမျိုးစရိုင်းအလေးတမဖောက်လိုက်ဘာလေးဖောက်သွားခုနကမရမယ်ဆိုတော့ခဏလေးပစ္စည်းတယ်ပါဖောက်ရမယ်ဆိုရပြီမနော်ကြောက်ပြပြလာဒီဘက်တန်းဖောက်တာပါဘဝပြတ်သွားမှာဆိုရင်ဒီဘူးကဘဝပြည့်ဖောက်ရမယ်ပုံပဲဖြစ်နေလိုက်တာတကယ်ဘဝပြတ်သွားဒီလိုမျိုးပြတ်သွားနေဖောက်ချင်စောများပါနော်ဆိုတော့ဒီအထောက်ကလေးရဖောက်ရမှာနော်โอเคကမြင်အောင်တော်တော်လေးယူတော့အရင်ကြည့်လိုက်ပါနော်ပတ်ကလေးလေဘာလို့ဖြစ်မလဲမသိဘူးနော်အစိမ်းရောင်ဆိုအစိမ်းရောင်ပေါက်လာပါအစိမ်းရောင်မဟုတ်လာပါဘူးကက်ကတော့ဘာသူစိမ်းရဖြစ်လာပါဘာချူလို့ဘာလို့ဖြစ်မလဲမသိဘူးအစိမ်းရောင်စိမ်းရောင်လည်းကြိုက်ပါတယ်ဒါပေမဲ့စိမ်းရောင်တိတ်တော့မကြိုက်ဘူးဒါပေမဲ့မချအရောင်လေးဖြစ်တော့ကြိုက်ပါတယ်ဘာလဲ 1 2 3say hi မျက်နှာလေးကတသေးလေးချစ်စရာလေးတကယ်အဲ့လောက်သေးမှမထင်တော့တသေးလေးနဲ့ချစ်စရာလေးဒါဖုန်းထဲမှာလည်းချိန်လို့ရတယ်ချစ်စရာလေးတကယ်ချစ်ဖို့ကောင်းတော့မျက်နှာလေးကမှတသေးလေးနဲ့လူကောင်လေးလည်းတသေးလေးတခြား blind box နဲ့စားတော့ပိုသေးရပေါ့နော်ဒီရုပ်ကလေးကချစ်စရာလေးတားလေးလည်းနူးညံ့ညာပဲကန်ညာမိုက်တယ်ဒါဆိုအပေခံနေပေါ့နော်အပေခံနေလို့ပဲပြောရမှာပေါ့အဖြူတိတ်မပါကြိုက်တယ်အဆောက်ရဒီအစိမ်းအောင်တိတ်မကြိုက်ဘူးတွေ့ချင်တော့ဒါပေမဲ့အခုအပြင်မှာလည်းတကယ်ရလာတော့ဟိုချစ်စရာလေးတားလေးလည်းနူးညံ့တာပဲဆိုတော့ဖုန်းနဲ့လည်းထည့်လို့ရပါတော့ကက်ကလေးကအစာရှိစရာလေးဒါပေမဲ့ဒီကက်နဲ့မတူရဟာလည်းရှိရကက်နဲ့မတူရဟာစပင်တူပဲပင်တူမြေလုံးဆောင်တူကတော့ဒါပေမဲ့ချစ်ဖို့ကောင်းတယ်ပန်းလေးလည်းမတူကက်ရနူးညံ့တာပဲချစ်စရာလေးကလင်နဲ့မြင်ရသူဘလို့အသေးရစရာကောင်းလည်းမသိဘူးသူကတော့ဘလို့အသေးရစရာကောင်းမှမသိရကက်ရလက်ဆုပ်စားပဲရှိရချစ်ဖို့ကောင်းတယ်ဟိုးဆို
လေးဖောက်ပြမှာပဲဖြစ်ပါရဲ့ဟိုအနွေးတဲ့လေဒါနေပူရဲထွက်ဝတ်လို့စင်ပြေအနွေးတဲ့လေမိုက်ပါဟိုစိန်တောင်းဝိတ်တာနင်းစီပေါ့နော်ဒါအနွေးတဲ့နောက်တစ်ထည့်ကပါလေးဖြစ်မလဲဒီပဲလွယ်အစ်စ်လည်းရထားတယ်လွယ်အစ်စ်မှာဒီဟာလေးပါထည့်ချင်မယ်ပေါ့နော်လွယ်အစ်စ်ကရတော်တော်တန်းနေမိုက်တယ်ခပ်ပါပါဘောင်းမီဒါလေးကဘောင်းမီပဲဖြစ်ပါရှင်ဆိုခပ်ပါကလေးအစားလာတယ်ဟဲ့ဟုတ်တယ်ခပ်ပါကလေးအစားဒီလိုမျိုးလေးပေါ့နော်လိုမျိုးလေးပေါ့နော်ချစ်စရာလေးပါခပ်ပါလေးလှနေပြီဆိုတော့ဘောင်းမီလည်းလှပါပေါ့ကျင်းပါမီပေါ့ဒါကတော့မဖြန့်ပြတော့ကျင်းပါမီအရင်ရှိလို့ပေါ့နော်လှရတယ်အပြင်မှာဒီလိုမျိုးအယောင်ဖို့တော့အပြင်မှာလာကြည့်အပြင်မှာပိုးလာတယ်ဆိုတော့အယုတ်ဆိုလို့ဒီနှစ်ခုပဲပါပေါ့နော်ယုတ်ဒါလေးမှန်ဒါလေးရရမ်းလာပေါ့နော်ဒါလေးလာပါတယ်ဒါလေးကနုဖတ်အာညာပဲကလို့ကောင်းတယ်ဒါလေးလည်းချစ်ဖို့ကောင်းတယ်ဒါလေးကတော့တတိလေးနဲ့မှဘလို့လေးလည်းမသိဘူးရချစ်ဖို့ကောင်းတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲနားရောင်းမှလာဒီဗီဒီယိုကတော့ပါပဲ share bye guys see you next video